LGBT ဖြစ်ပေမဲ့လူချစ်လူခင်ပေါ်ပြီးလူစွမ်းကောင်းဖြစ်ခဲ့လို့လှိုင်သာယာမှာအမတ်တရရုပ်ထုအဖြစ်ထားခြင်းခံရတော့မယ့်အေယာဝတီမှာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီထော်ကီကနေပြန်လေးကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးတို့ရေလူဘဝဆိုတာရကင်းလာတယ်လို့အချစ်ခံပြီးတော့ရှင်တန်ရဖို့ဆိုတာပိုလို့တောင်မှမလွယ်ကူလာတာပဲဖြစ်ပါတယ်ပူပင်မှုတွေနဲ့တောကတွေများပြီးတော့အရာရာခက်ခဲနေတဲ့ဘဝတွေကြားမှာအသက်မရှိတော့တဲ့တိုင်အောင်လူတွေရဲ့အမှတ်အမြဲရနေမယ်လူဖြစ်ဖို့အတွက်လူတွေရဲ့အကျိုးတွေကိုတည်ဖို့တတ်မှပဲရရှိနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ကိုယ်တိုင်ကမိမရှာတယောက်ဖြစ်ပေမဲ့လူအများရဲ့တနာညတာစိတ်ကိုအသက်ဆုံးရှုံးချိန်မှာမရရှိခဲ့ရတဲ့အေယာဝတီမကတော့မကြတော့မယ့်ချိန်မှာရုပ်ထုအဖြစ်နဲ့လူတွေရဲ့အတိမတ်ပြုခြင်းကိုခံရတော့မှာပဲဖြစ်ပါတယ်။အေယာဝတီမဟာအသက်ရှိချိန်တုန်းကလည်းသူမနဲ့ဘဝတူတဲ့သူတွေကိုအမြဲတမ်းဖေးမခဲ့တဲ့သူပါ။အဝေးအထည်တွေမယောင်းခင်ကမြန်မာပြည်မှာရှိတဲ့အလုပ်ကျန်းအစုံကိုလောက်ကန်ခဲ့ရပြီးတော့အခြေခံလူရန်စားတွေရဲ့ဖြတ်သန်းမှုအတိုင်းဘဝမျိုးစုံကိုရုန်းကန်နေခဲ့ရတဲ့သူပဲဖြစ်ပါတယ်။မြန်မာပြည်ရဲ့အခြေအနေမျိုးမျိုးကြောင့်ထိုင်းနိုင်ငံကိုထွက်ပြီးတော့အလုပ်ရလို့ရကအဆင်ပြေလာခဲ့ပြီးတော့သူမနဲ့ဘဝတူငယ်တငယ်ချင်းတွေကိုခေါ်ပြီးအတူကြီးပွားအောင်ပြုလုပ်ခဲ့ကြတာလေးဖြစ်ပါတယ်။အခုလိုမျိုးတငယ်ချင်းတွေကိုလည်းအတူလက်တွဲခေါ်ခဲ့ရကနေအောင်မြင်လာခဲ့တဲ့အချိန်မှာသူမအနေနဲ့လူသိများတဲ့ဆယ်လီတယောက်ဖြစ်လာခဲ့တယ်လို့ထိုင်းနိုင်ငံမှာလည်းလူတွေအမှတ်ပြုတဲ့အနုပညာရှင်စီးပွားရေးသမားတစ်ယောက်ဖြစ်လာခဲ့ရဖြစ်ပါတယ်။အခုလိုမျိုးအောင်မြင်မှုတွေနဲ့အဆင်ပြေလာခဲ့တဲ့အချိန်မှာအေယာဝတီမကမြန်မာပြည်ကိုမမေ့ပဲနိုင်ငံမှာရှိတဲ့အချို့တဲ့သူတွေကိုအမြဲတမ်းသူမတက်နိုင်တဲ့လောက်နဲ့ကူညီနေခဲ့သူပါ။အခုမှတက်လာခဲ့တဲ့မုံတယ်မာလီပန်းဤကိုတောင်းထိုင်းနိုင်ငံမှာအဆင်ပြေတဲ့အထိကူညီခဲ့တဲ့သူမကအခုချိန်မှာတော့မတရားသဖြင့်အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။သူမရဲ့အတူပါပွဲကမြန်မာနိုင်ငံသားတယောက်အနေနဲ့အတော်လေးကိုစီကားတဲ့ပွဲလို့ဆိုလို့ရတာပဲဖြစ်ပါတယ်။လူပေါင်းတောင်းကျော်တက်ရောက်ပြီးတော့ထိုင်းနိုင်ငံရဲ့နိုင်ငံပိုင်သတင်းဌာနတွေမှာပါပြသခံခဲ့ရတယ်လို့ထိုင်းနိုင်ငံရဲတွေအထိသူမရဲ့အမှုကိုအရေးတယူစစ်ဆေးကြည့်ရှုပေးပြီးတော့အထင်ကြီးဖြစ်စေခဲ့တာဖြစ်ပါတယ်။လူအခွင့်အရေးကိုတန်ဖိုးထားတဲ့နိုင်ငံဖြစ်တဲ့အတွက်မိမရှာတယောက်အသက်ခံရမှုအပေါ်မှာလက်လွတ်စပယ်မထားဘဲနဲ့တေချာအချိန်ယူစစ်ဆေးပေးခဲ့ကြတာဖြစ်ပါတယ်။အခုချိန်မှာတော့တရက်ခန့်လေးမိပြီဖြစ်ပြီးသူမရဲ့အမှုကလည်းအောင်မြင်စွာနဲ့ဖန်ဆီးပြီးမြောက်သွားခဲ့ပြီဖြစ်ပါတယ်။အသက်ရှိစဉ်ကအားလုံးကိုကူညီပေးပြီးတော့စိတ်သဘောထားကောင်းခဲ့တဲ့အတွက်နောက်ဆုံးခရီးမှာလည်းလူချစ်လူခင်ပေါ်ခဲ့တယ်လို့အခုဆိုရင်တော့သူမနေထိုင်ခဲ့တဲ့ရက်ကွက်ဖြစ်တဲ့လှိုင်သာယာမှာရုပ်ထုပြုလုပ်ပြီးတော့လူတွေရဲ့အတိမတ်ပြုခြင်းကိုခံရတော့မှာဖြစ်တယ်လို့သူမရဲ့မိသားစုဝင်တွေကဆိုလာခဲ့ရဖြစ်ပါတယ်။ရုပ်ထုပြုလုပ်တာကစိတ်ဆန္ဒအတိုင်းပြုလုပ်လို့ရတဲ့အရာမဟုတ်ပေမဲ့အေယာဝတီမရဲ့ရုပ်ထုပြုလုပ်မှုအစီအစဉ်ကိုတော့အားပေးထောက်ခံသူတွေလည်းရှိပါတယ်။မိမချာတယောက်အနေနဲ့ပြုလုပ်ခွင့်မရခဲ့ရင်တောင်အခုလိုမျိုးပြုလုပ်ပြီးတော့ဂုဏ်ပြုပေးခြင်းတဲ့သူတွေရှိခြင်းကသူမဘဝရဲ့ကံကောင်းခြင်းတစ်မျိုးပဲဖြစ်တဲ့အတွက်ဝမ်းနဲ့ဝမ်းသာခံစားနေကြရတာဖြစ်ပါတယ်။လှိုင်သာယာမှာရုပ်ထုထုပြီးတော့ဂုဏ်ပြုပေးခြင်းတဲ့သူတွေများတဲ့အထိအချစ်ခံခဲ့ရတဲ့ LGBT မာလီအေယာဝတီမနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါဦးနော်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။